Hello ဒီတစ်ပတ်မှာတော့မမွန်ကအာမေးနီးယားရဲ့ Deligium ဆိုတဲ့အိုတောင်မြို့လေးကိုတွားပြီးတော့လဲပြစ်ခဲ့ပါတယ်အခုသွားနေရကတော့ Deligium မှာလဲစရာနှစ်ခုရှိရပေါ့နော်တသားအိမ်နဲ့စောက်ထားတဲ့တသားတွေနဲ့စောက်ထားတဲ့ Old Town Road ဆိုတာရဲ့နောက်ကဒီ Park ဆိုတဲ့ရေကန်ပါအဲ့ဒီ Park ဆိုတဲ့ရေကန်ကိုတွားတဲ့လမ်းတစ်လျှောက်ကတော့ဒီလိုလေးအရန်လာတာပေါ့နော်စောင်းဦးဆဆချင်းဆိုပိုလာတယ်ဒါပေမဲ့အခုကတော့တစ်ပင်ပေါ်မှာအရွက်တွေမရှိတော့ဘူးနည်းနည်းညှိုမိုင်းမီးကိုရောင်ဖြစ်တဲ့အယောင်မျိုးရှိနေပါတယ်အခုမမွင်လာတဲ့အချိန်မှာဒီရေကန်တစ်မြင့်လုံးကဒီလိုကာလာမျိုးပေါ့နော်အဝါရောင်နေမိခိုးရောင်နေအဲ့လိုမျိုးစုံနေတဲ့ဟာမျိုးနှွေရာသီကြရင်တော့အခုလိုမျိုးအစိမ်းရောင်လေးဖြစ်နေပါတယ်စောင်းရာသီဆိုလို့ရှိရင်တော့ကန်ထဲထိကားနဲ့သွားလို့ရအောင်ရေခဲပြင်နေဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးသုံးကာလာရင်3ခန်းစားချက်3မျိုးနဲ့တွေ့ရမယ်ရေကန်လေးလို့ပြောပါတယ်ဒီမှာလည်းအဲ့လို activity တွေရှိတယ် zip line နေစီးလို့ရတယ်ပြီးတော့ kayaking လုပ်လို့ရတယ်ပြီးတော့လို့ရှိရင်စားတောက်ဆိုင်နဲ့အဲ့လိုအပန်းဖြေရမယ်ကစားကွင်းလေးတွေအဲ့လိုမျိုးလေးတွေတော့ရှိပါတယ်ထူးထူးခြားခြားအနေနဲ့ကတော့ဒီကန်ပတ်ချာလဲမှာ guide လုပ်ပေးတဲ့ guide လေးတွေကတော့ဒီမှာပါသူတို့တွေကတောင်ပေါ်တက်ချင်တယ်ဆိုလို့ရှိရင်တောင်ပေါ်ထိလိုက်ပြီးတော့ဘယ်ကနေပြီးတော့ဆင်းရတယ်ဘယ်လိုသွားရမယ်ဆိုတာကိုသူကကိုယ့်အနောက်ကိုလိုက်ပြီးတော့အမြဲတမ်း guide လုပ်တယ်လို့မျိုးလုပ်ပေးနေရပါတော့အခုဆိုလဲသူအပေါ်ဆုံးကတွတ်တာပါ